အားလုံးပဲမင်္ဂလာပါဒီနေ့အမမျှဝေပေးခြင်းတဲ့ခုတော့ပါလေးကတော့အမတို့ဒီခီလိုကူရေးတဲ့ခါမှာပေါ့နော်ထည့်ပြီးတော့ရေးလို့ရတယ်ဥပမာဆိုလို့ရှိရင်ဒီနီချူရောစုပေါ့နော်တနေ့တာနေထိုင်ဖြတ်သန်းမှုအကြောင်းရေးရှင်တဲ့အခါမျိုးဆိုရင်ထည့်သုံးလို့ရတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင်เนาะအင်းမီမာမိုဒီကကြတော့ဘယ်လိုမျိုးလဲဆိုရင်နည်းနည်းအကွာဝေးတစ်ခုကနေပြီးတော့မှစောင့်ကြည့်တာမျိုးပေါ့နော်တချို့အဖိုးဖွားတွေဆိုလို့ရှိရင်သူ့နာကိုကတ်လို့မရဘူးသူ့သားအောင်မထိနဲ့သူ့နာအောင်မလာနဲ့အဲ့လိုမျိုးအထူးသဖြင့်အဖွားတွေပေါ့နော်အဲ့လိုအဖိုးဖွားတွေရှိတဲ့ခါမျိုးဆိုရင်အမတို့ကသူ့နာကိုသွားလို့မရအောင်ဆိုပြီးတော့လဲသွားလို့မရတာမကြည့်တော့ဘူးလေဖြစ်ရှင်တာဖြစ်အဲ့လိုမျိုးမျက်နှာလွှဲလိုက်လို့မရဘူးလေနော်အဲ့တော့သူ့နည်းနည်းခက်ခေါ်ကနေကြည့်ပေးရတယ်သူတခုခုပေါ့နော်ဒီဖရာစကီဖြစ်တာတော့เนาะသူချက်ထောက်တွေပေါ့နော်ကရုံငင်းနေဖြစ်ပြီးတော့သူလဲကြတော့မဲ့အနေထားမျိုးဖြစ်လာတဲ့ခါကျရင်အမတို့ကပြေးပြီးတော့ချက်ချင်းကူညီပေးလို့ရတဲ့အကွာဝေးတစ်ခုကနေစောင့်ကြည့်တာမျိုးကိုအင်းကြီးမီမာမိုဒီလို့ပြောတယ်အဲ့တော့ခီလိုကူတမဘယ်လိုရေးလို့ရလဲဆိုလို့ရှိရင်အေဆန်ဝဖရိုဝါနိုင်ကိုအရုခါရဲတို့တာမဲ့အင်းကြီးမီမာမိုဒီကိုအိုကိုနာကိုเนาะဒီအေဆန်ဆိုလို့ရှိရင်ဒီဖရိုဝါမှာသူကရှောက်သွားတာနော်လမ်းလိုက်ရှောင်းနေတာမဟုတ်လို့သူ့ကိုနည်းနည်းခွာနေပြီးတော့စောင့်ကြည့်ပါတယ်ဆိုပြီးတော့ရေးလို့ရပါတယ်အဲ့လိုအခြေအနေမျိုးကြုံလာလို့ရှိရင်ဒီကိုတော့ပါလေးကိုထည့်ပြီးတော့ရေးကြည့်ပါနော်